ဒီနေ့ချရီကရေချောင်းမှာငါးသွားမြားပြီးတော့ထမင်းပါသွားစားမှာဖြစ်ပါတယ်ချရီတော့ငါးမြားတာရရလားသိချင်တယ်ဆိုရင်တော့အတူတူလိုက်ကြရအောင်ရှိချရီရဲ့ကောင်လေးနဲ့အမေနဲ့သွားတာဖြစ်ပါတယ်ထမင်းကြိုက်ပါယူသွားတယ်ဆိုတော့အပြည့်စီကကြတော့အများကြီးပဲပေါ့နော်ယူသွားရတာချရီပြနေတဲ့ဒီအပေလေးကကြတော့အကိုတယောက်ကပြောတယ်ဒီအပေကစားလို့ရတယ်ပေါ့နော်တခါမှတော့မတွေ့ဘူးဒီအရွက်ကိုချင်ဖက်လောက်တာပေါ့နော်စားဖို့တဲ့သူတွေရှိကြလားချောင်းဝင်ရောက်တာနဲ့ချရီကပိုက်စားလို့ပေါ့နော်ရေချောင်းဘေးမှာရှိတဲ့ကစိုးရွက်ကိုခူးစားမလို့ပါရှိဒီရေချောင်းမှာကကြတော့ကစိုးရွက်တွေကတဲ့မရှိဘူးပေါ့နော်နည်းပဲရှိတာချရီကငပိထောင်းနဲ့တုတ်စားမလို့ပေါ့နော်ညနေဆောင်လေးဆိုတော့ရာသီဥတုကအရင်ကောက်တာဒီလိုရာသီဥတုမျိုးနဲ့ထမင်းစားတာတော့အရင်နဲ့မှကောက်တာငါမြရင်းနဲ့ထမင်းစားတာပေါ့နော်ချရီရဲ့ကောင်လေးကသူဗီဒီယိုရိုက်ပေးနေတော့ငါကြိုက်တာဆိုတော့သူငါမြတာကိုအပြေးအလွားပြပြီးတော့ထုတ်ရတာပေါ့နော်ဒီငါကကြတော့မြန်မာလိုဘလို့ခေါ်လဲတော့ခေါ်မတက်ဘူးနော်တီးတဲ့သူခေါ်မဲမှရေးလာပေးပါရှိထမင်းစားနေတော့ငါမြရပြီဆိုတော့ချရီနဲ့ချရီရဲ့အမေကတော့ရေခုန်နေပါပြီငါမြရတယ်ဆိုတော့အရဲကမှမြားချင်နေပြီချရီဒီမျိုးကိုလည်းလာဖြစ်ပေးပါဦးမယ်ပြပြစပြဆိုတာဘလို့မျိုးလဲတဲ့ဒီလိုမျိုးပါဒီလိုမျိုးဘူးပုံစံလေးနဲ့ပါဒါမဲ့အတုတွေရှိတယ်နော်အတုတွေကလေဒီလိုမျိုးအစစ်နဲ့အရဲနဲ့မှတူတယ်ပေါ့နော်ခွဲခြားရတာအရဲနဲ့မှခက်ပါတယ်ဒါပေမဲ့ဈေးနှုန်းကကြတော့မတူပေါ့နော်ချရီစီကတခဲ69ဘတ်ကိုဈေးကြီးတယ်လို့ပြောတဲ့သူတွေနော် TikTok မှာဝယ်တော့ပြီးတော့သုံးတာမကောင်းဘူးဆိုပြီးတော့ပြန်လာပြောနေကြပြီဟုတ် review ကိုပဲကြည့်တော့နော်ချရီစီမှာအခက်10လာမှာပြီးတော့နောက်ထပ်အခက်10ထပ်ယူမယ်ပေါ့နော်မကုန်သေးဘူးချုံမှထားတာတဲ့တုတ်ကြီးချင်တယ်ဆိုရင်တော့လာမင်းမြန်လို့ရပါတယ်ရှင်ချရီတို့နေ့ဖက်မှာကကြတော့ငါမြပြီးတော့ညဖက်မှာကကြတော့ချရီရဲ့ကောင်လေးကငါသွားဖမ်းတာဖြစ်ပါတယ်ချရီရဲ့ကောင်လေးကငါဖမ်းတာအရဲတော်တယ်လို့ပြောရမှာပေါ့နော်10ကီလိုတော့ရတာပေါ့နော်အရဲတော်တာ17ကီလိုဖြစ်နေတာကကြတော့ဘန်ကပေါ့နော်ဘန်က1ကီလိုတော့ရှိတာချရီတို့ကရေလူမျိုးတချို့ကဒီလူမျိုးရှာစားရတာအရဲနဲ့မှကြိုက်တာပေါ့နော်ချရီလည်းပါတယ်ချရီဆိုရင်အရဲကမဝါသနာပါတာချရီကတော့သူမဆိုတော့ပေါ့နော်ဒီလူမျိုးရှာစားရတာဆိုရင်အရဲနဲ့မှဝါသနာပါ